အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော် Russian alphabet letter 33ခုနဲ့ကအခေယဘယ်ဒီနည်းလေးကိုပြန်ပေးသွားမှာဖြစ်ပါတယ် Okay အရင်ဦးဆုံးအနေနဲ့အနီးစက်လေးရတဲ့အောက်ကိုမြင်းတစ်ကြောင်ဆွဲလိုက်မယ်အဲဒီမြင်းကြောင်အပေါ်ပြန်ဝိုင်းလိုက်မယ်ပြီးရင်အောက်ကိုကွေးကွေးလေးဆွဲထားလိုက်မယ်ပြီးရင်အပေါ်ကလိုတဲ့မြင်းလေးကိုလိုအပ်တယ်လို့လေးပြန်ဆွဲလိုက်မယ် Okay ကျွန်တော်တို့ဆွဲတာမှန်ကိုဒီမြားရဲ့ direction လေးတွေအတိုင်းပြန်ပြီးတော့တိုက်ဆက်လို့ရပါတယ်အခုဆိုရင်တော့အခေယဘယ်အကြီးကိုရေးပြသွားတာပဲဖြစ်ပါတယ် Okay ကျွန်တော်နဲ့တူလိုက်ဆိုရအောင်ဘယ် Okay ဘယ်အကြီးရေးပြီးရဲ့နောက်မှာကျွန်တော်တို့ဘယ်အသေးကိုလည်းအဲ့မြင်းလေးအတိုင်းပဲကျွန်တော်တို့ဝိုင်းလိုက်မယ်စုံမအထိပြန်ဝိုင်းမယ်ပြီးအပေါ်ကြော်ပြီးတော့ဘေးကိုဆွဲချလိုက်မယ် Okay ကျွန်တော်တို့ဆွဲတဲ့နီးတွေမှန်ကိုအစားအတိုင်းပဲကျွန်တော်တို့မြားတဲ့ direction လေးနဲ့ပြန်စစ်ဆေးလို့ရပါတယ်အခုဆိုရင်တော့ကျွန်တော်တို့အခေယဘယ်ရဲ့အကြီးရောအသေးရောကိုရေးပြပေးသွားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်